အားလုံးပဲမင်္ဂလာပါကျွန်မနာမည်ပြအောင်ဖြစ်ပါတယ်ဒီနေ့ကတော့ Forage ဆိုတဲ့ job stimulation website တခုအကြောင်းပြပြချင်တယ်ပေါ့နော်ဆိုတော့ကျွန်မ Forage ကိုဘယ်လိုမျိုးသိခဲ့လဲဆိုတော့ကျွန်မအကြောင်းကနေပြုလုပ်ခဲ့တဲ့student work experience program တခုမှာပါဝင်ခဲ့တယ်ပေါ့နော်အဲ့မှာသူတို့ကအဲ့ဒီ website မှာရှိတဲ့ job stimulation တခုကိုassessment တခုအနေနဲ့ပြုလုပ်ခိုင်းနေပေါ့နော်အဲ့ကနေပြီးတော့ကျွန်မ Forage ကိုသိခဲ့တယ်ပေါ့နော်ဆိုတော့ Forage ကကျမတို့ကset page အနေနဲ့လေ့လာခွင့်ရတဲ့လေ့လာလို့ရတဲ့ website တစ်ခုပေါ့နော်ဆိုတော့အဲ့မှာကျမတို့ရဲ့ဘာသာရေးနဲ့သက်ဆိုင်တဲ့ဟာကိုကျမတို့တကယ်ကိုနဲ့ကိုက်မကိုက်ဆိုတဲ့ဟာမျိုးကိုလေ့လာလို့ရတဲ့ job stimulation ပေါ့နော်ဆိုတော့ကျမနဲ့တူတူလေ့လာလိုက်ရအောင်ဒါကတော့ Forage ကိုရှာတဲ့ဟာပေါ့နော် Google မှာ Forage ဆိုတဲ့ဟာကိုရိုက်ထည့်လိုက်မယ်ဆိုရင်ဒီမှာကျမတို့Forage Cafe Virtual Job Stimulations and Career Prep ဆိုတဲ့ဟာမျိုးတွေ့လိုက်မယ်ပေါ့နော်ဆိုတော့ဒီဟာကိုကျမတို့ဒီ Australia မှာရှိတဲ့အကြောင်းတွေတော်တော်များများကလည်းဒီ Forage ကိုသုံးဖို့ကျောင်းသားတွေကိုတော်တော်များများတိုက်တွန်းတာရှိရပေါ့နော်ဆိုတော့ဒါကတော့ကျမတို့ Forage ကိုဆက်ပြီးတော့မှအသေးစိတ်လေ့လာကြည့်ပြီးပေါ့နော်So website ထဲဝင်သွားရဲဆိုရင်သူကဒီ job stimulations ကို support ပေးထားတဲ့ဒီ companies တွေ governments တွေအများကြီးရှိတယ်ပေါ့နော်ဆိုတော့ Forage ကဘယ်လိုမျိုးသုံးလို့ရလဲ Forage ဘယ်လိုအလုပ်လုပ်လဲဆိုတဲ့ဟာကိုဒီမှာအသေးစိတ်ဖော်ပြထားတယ်ပေါ့နော်ဒီမှာကတော့အဆင့်ကတော့၄ဆင့်ရှိရပေါ့နော်ဆိုတော့အဆင့်၄ဆင့်မှာဆိုရင်ပထမဆုံးနဲ့ကျမတို့က register လုပ်ရတယ်ပြီးတော့မှကိုယ့်အကြောင်းနည်းငယ်ပြောပြရဘာစိတ်ဝင်စားလဲပေါ့နော်ပြီးတော့မှကို job stimulation ရွေးလို့ရတယ်ပြီးတော့မှဒီဟာကိုပြီးအောင်လုပ်မယ်ပြီးရင်သူတို့ကိုဖြေထားတဲ့ဟာနဲ့သူတို့ပြောတဲ့ဟာနဲ့ပါကွာလဲပေါ့နော်ဆိုတော့နောက်ဆုံးကတော့ကို recruiter နဲ့လည်း connect လုပ်လို့ရတဲ့အခွင့်အရေးတွေရှိတယ်ပေါ့နော်ဆိုတော့ဒါကတော့ Forage ကဘယ်လိုသွားလဲဆိုတဲ့ပုံစံမျိုးကိုဖော်ပြထားတယ်ပေါ့နော်ဆိုတော့ကျမတို့ get started လုပ်လိုက်မယ်ပြီးတော့အဲ့မှာကျမတို့ email နဲ့ဒါ register လုပ်လို့ရတယ်ပေါ့နော်ဒါတော့ကျမ register လုပ်ထားပြီးသွားပြီဆိုအဲ့မှာဆိုရင်ကိုက explore ဆိုတဲ့ဟာကိုလေ့လာလိုက်မယ်ဆိုရင် job stimulation ဆိုတာရှိ career path shorts ပေါ့နော်ဆိုတော့ job stimulations မှာဆိုရင်ဘာတွေရှိလဲဆိုတဲ့ဟာမျိုးကိုကျမတို့အသေးစိတ်သွားပြီးတော့မှထပ်ပြီးတော့မှလေ့လာလိုက်မယ်ပေါ့နော်ဆိုတော့ job stimulation မှာဆိုရင်ကိုစိတ်ဝင်စားတဲ့ဒီcareer interest ကပါရှိလဲပေါ့နော်ဆိုတော့ကိုစိတ်ဝင်စားတဲ့ဟာကို select လုပ်ပြီးတော့မှဒါကိုရှာလို့လည်းရတယ်နောက်တစ်ခုကကြတော့ companies ပေါ့နော်ဘယ် companies နဲ့လုပ်ချင်လဲဆိုတဲ့ဟာမျိုးကိုလည်းရှာလို့ရတယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်ကျွန်မ company 3ခုကိုရွေးထားတယ်ဆိုတော့အဲ့မှာကျွန်မဘယ်ဟာကို job stimulation လုပ်ချင်လဲပေါ့နော်ဆိုတော့ဒါမျိုးတွေကျွန်မရွေးလို့ရတယ်ဆိုတော့ဒီမှာကျွန်မကBCG ကနေပြီးတော့မှလုပ်တဲ့ venture and business build ဆိုတဲ့ဟာရွေးကြည့်လိုက်မယ်ပေါ့နော်ဆိုတော့ဒီမှာဆိုရင်သူကဒီအသေးစိတ်ပေါ့နော်အသေးစိတ်job stimulation အကြောင်းကိုဖော်ပြထားတယ်ပေါ့နော်ဆိုတော့ဒါ job stimulation တစ်ခုနဲ့တစ်ခုနဲ့ကမတူနိုင်ဘူးပေါ့နော်ဆိုတော့ဒီ job stimulation မှာဆိုရင်သူကိုပါလေ့လာခွင့်ရမယ်ဒီရဲ့ result ကဘာတွေကိုကိုသိခွင့်ရမယ်ဆိုတဲ့ဟာမျိုးတွေကိုအသေးစိတ်ဖော်ပြထားတယ်ပေါ့နော်ပြီးတော့မှဒီကိုဘာတွေလေ့လာလို့ရလဲပေါ့နော်ဒီဟာကိုကြည့်လိုက်ခြင်းအပြင်ကဒီဟာနဲ့ကိုစိတ်ဝင်စားရဲဆိုရင်ကိုလုပ်လို့ရတယ်ပြီးတော့မှ step တစ်ခုချင်းစီမှာဆိုရင်ကိုဘယ် skills တွေ develop လုပ်လို့ရလဲဆိုတဲ့ဟာကိုသူကဖော်ပြပေးထားတယ်ပြီးတော့မှခုနပြောခဲ့တဲ့ self pace ကိုမှဘယ်နှစ်နာရီလောက်ရမလဲဆိုတဲ့ဟာမျိုးကိုသူအသေးစိတ်လေးဖော်ပြထားတယ်ပေါ့နော်ဆိုတော့ဒီဟာလေးကအရန်လဲကောင်းတယ်ကိုစပြီးလေ့လာခြင်းနဲ့ဆိုရင်ဒီ job stimulation လေးကိုနှိပ်လိုက်တဲ့ဆိုတာနဲ့ enroll လုပ်ပြီးသားဖြစ်သွားတယ်ပေါ့နော်ဆိုတော့ဒါဆိုရင်ကို job ဒီဟာနဲ့သက်ဆိုင်တဲ့ job stimulation ကိုလုပ်လို့ရတယ်ပေါ့နော်
ဆိုတော့အားလုံးအတွက်အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်ကျမရဲ့အတွေ့အကြုံရဆိုရင်ကျမလေ့လာခဲ့တဲ့ဘာသာရပ်နဲ့ကျမဒီ job simulation လုပ်ကြည့်တဲ့အချိန်မှာတကယ်လက်တွေ့မှာလည်းတကယ်လှုပ်ဆောင်နေကြတဲ့ဟာတွေကိုလေ့လာခွင့်ရခဲ့တယ်ပေါ့နော်ဆိုတော့ဒီဟာကအရန်ကိုအသုံးဝင်တဲ့အတွက်ကြောင့်မလို့အားလုံးလည်းသုံးကြည့်ဖို့တိုက်တွန်းချင်တယ်ပေါ့နော်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်